ကိုဖိုးကျော်အပေါ်ထက်ကဖေဖေဆုံးသွားတဲ့ခန်းထဲမှာတယောက်ယောက်လင်းရှုပ်နေတဲ့ကြားနေရပြန်ပြီဟာလှလှရာမင်းကလည်းတနစ်ရှိပြီပဲကိုစိတ်ဆွဲနေတာပါညစ်နေနေပြီအိတ်ဆန်ပါအောင်မဟုတ်ဘူးကိုဖိုးကျော်ရဲ့အခုတင်ပဲတစုံတရုတ်ကတိတအိုကြီးကိုဆွဲရွှေ့နေတဲ့အတန်းကြီးကပြက်ပြက်သားသားကြီးကိုကြားနေရတာနေပါအောင်ငါလဲကြားလိုက်ရတယ်လို့ပဲအပေါ်ထက်ကနေကုတ်ချစ်တန်ကြီးကြားနေရတာမဟုတ်လားအေးလေအဲ့ဒါကြောင့်ပြောနေတာပေါ့ဖေဖေကဘာလို့မကြွမလို့နိုင်ပဲအိမ်မှာရှိနေရတာလဲကဲလာငါနဲ့အတူလိုက်ခဲ့မင်းရင်ယူခဲ့ဦးငါတို့အပေါ်ထက်ကိုတော့ကြည့်ကြမယ်တတိမွေးစမ်းပါလိုက်ရဲ့ဖေဖေကငါတို့ကိုဘာမှလုပ်မှာမဟုတ်ပါဘူးကြည်ဦးဖေဖေခဏကပွင့်နေတယ်ကျမတို့တီချပိတ်ထားခဲ့ရမှာမဟုတ်လားထူဆန်လိုက်တာအခိုင်ထဲမှာလဲအယောင်အေးစိတ်နေတာလဲဟိုမကြီးဖေဖေအမြဲတမ်းတင်းထားတဲ့တေတာအိုကြီးကအခန်းထဲလေကိုရောက်နေတယ်ဒီတေတာကိုဖေဖေကတေခါနီးအထိဘယ်သူကိုမှအထီးမခံခဲ့တာတော့လည်းမရှိဘူးဟေးမောင်ဖိုးကျော်တို့ညာချီမင်းကြီးဘာရီဆူညာနေကြနေအော်ဦးလေးကန်မလားဖေဖေရဲ့ခန်းထဲမှာထူဆန်းတာတွေဖြစ်နေလို့ကြည့်နေကြတာငါလဲမင်းတို့အိမ်ကနေအော်တန်ဒီကြားလို့လာကြည့်တာမင်းအဖေကမကျွတ်သွေးဘူးနဲ့တူတယ်မင်းအဖေကအတိမအမားတစ်ခုလောက်ခဲ့ဘူးတယ်ကွာအဲ့ဒါဒီ data နဲ့ပတ်သက်နေလိမ့်မယ်ဒီဒိတ်ဓာတွေကပစ္စည်းကမင်းတို့ဖေပိုင်တာမဟုတ်ဘူးသူများစီကမတရားယူထားခဲ့တာဩဒါကြောင့်ဖေဖေကတေကန်နီးမှာစကားတွေထစ်အငေါ့ဖိနေခဲ့တာကိုကျွန်တော်အခုဒီ data ကိုခွင့်ကြည့်တော့မယ်ဘာရှိလဲသိရအောင်ဟင်ဒါကလက်ဆက်တကွင်းနဲ့စာချိုးအဟောင်းကြီးပါလားအဲ့ဒါမင်းကိုအဘိုးရဲ့မောင်နှမဝမ်းကွဲပိုင်နဲ့မြေခွက်စာချုပ်ပဲမင်းအဖေကအတူလုပ်ပြီးတင်ထားခဲ့တာကိုဖို့ကျော်ကြည့်လိုက်အောင်ပရင်ပေါင်နားမှာဖေဖေရက်နေတယ်မျက်လုံးကြီးတွေကနီးရဲနေတာပဲဖေဖေကျွန်တော်တို့ကိုခွင့်လို့ပါဒီစာချုပ်ကိုကျွန်တော်ပြန်အပ်လိုက်ပါမယ်သူကျမလူစီကိုတရီရီရှောက်လာနေပြီကိုဖိုးကျော်တခုခုလို့ပါအောင်မကြောင်နဲ့မောင်ဖိုးကျော်မင်းအဖေကိုကတိပေးလိုက်ဒီပစ္စည်းတွေကိုပိုင်ရှင်စီပြန်ပေးမယ်လို့ဖေဖေကျွန်တော်ကတိပေးပါမယ်မနေ့ပြန်ကြရင်အားလုံးကိုမူလပိုင်ရှင်စီပြန်ပေးပြီးအလူလုပ်ပေးပါမယ်ရုပ်တဲ့ကြီးပြုတ်တော့ပဲအခန်းထဲကအေးတန်လေးရို့သွားတယ်လို့ပဲသူကတိရသွားလို့စိတ်ကြီးသွားတာဒါပေမဲ့မင်းတို့ကတိမတည်တော့သူပြန်လာဦးမှာပဲကျွန်တော်ကတိတည်မှာပါဖေဖေမကြွမလွတ်ဖြစ်နေတာကိုမကြည့်ရပါဘူးတော်သေးတာပေါ့ကိုဖိုးကျော်ရဲ့အခုမှပဲညင်ထဲကအလုံးကြီးကျသွားတော့တယ်လောဘဆိုတာတေတဲ့အထိပါသွားတတ်တာကွာအခုတော့မဲဖေနာနေသွားနိုင်ပါပြီမနှက်ဖြန်မိုးလင်းတန်နဲ့ဦးလေးပြောတဲ့ပိုင်ရှင်နေစီကျွန်တော်လိုက်ပို့ပေးပါအောင်ကောင်းပြီလေငါလမ်းပြပေးမယ်အခုတော့အနားယူကြတော့မဟုတ်ဘူးလလရဲ့ဒါကရှီးဟောင်းလက်စွပ်တကွင်ပဲဖေဘာလို့ဒါကိုဒီလောက်ဆွဲလန့်နေရတာလဲမသိဘူးအဲ့ဒါကသူတို့မျိုးရိုးရဲ့အမှတ်သားမို့လို့ကဲအားလုံးအေးအေးဆေးဆေးဖြစ်ပါပြီကျေးဇူးတင်ပါတယ်ဦးလေးကန်ကျွန်တော်တို့လည်းဖေရဲ့အတွက်ကုသိုလ်တွေအများကြီးလုပ်ပေးပါမယ်ဟုတ်ပါဖေကောင်းရာသူကတိရောက်ပါစေလို့ဆူတောင်းပေးရမှာပေါ့အခုတော့အိမ်ထဲမှာအေးချမ်းသွားပြီ